အားလုံးပဲမင်္ဂလာပါရှင်။ Yugo Story ကနေပရိသတ်များကိုကြိုဆိုလိုက်ပါရစေ။ဒီ channel ကနေပြီးတော့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့တရေဝတ္ထုအကြောင်းလေးတွေဂမ်ဘီယာအကြောင်းလေးတွေကိုတင်ဆက်ပေးသွားမှာမို့ပရိသတ်တွေက subscribe လေးနှိပ်ပေးပြီးတော့မှအားပေးပါအောင်နော်။ဒီနေ့မှာတော့စာရေးဆရာတကုံခင်လေးရဲ့ရေဆုံးရွာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့လည်းကျေးဇူးရှင်ဆရာကြီးနဲ့အတူပြင်းတလားရွာမှာခရီးတံထွက်ခဲ့ကြပြန်တော့တညအိတ်ခရီးမြရောက်တော့အလွန်နှက်ခေါင်ထူတဲ့တောကြီးတောင်ကြီးတို့ဖြတ်တန်းပြီးခြေချင်းခီးကိုပင်ပန်းစွာသွားရပြန်လာကြောင်းခရီးကလည်းလွန်စွာပင်ပန်းလျက်နွမ်းရည်ခွေနှုံချုံချုံရမတက်ရှိနေပါတယ်။ဒီလိုနဲ့ကျွန်တော်နဲ့တပည့်ကလေးလှမောင်ပြင်းတလားရွာမှာပါလာတဲ့မော်မြင့်တို့၃ယောက်မှာခရီးကပန်းလမ်းကကျန်းတာကြောင့်မောဟိုက်ပင်ပန်းကြပေမဲ့ကျေးဇူးရှင်ဆရာကြီးမှာတော့တက်ရွယ်ကြည့်ရင်အိုမင်းသူဖြစ်ပေမဲ့မောဟိုက်ပင်ပန်းခြင်းအရေးလက္ခဏာဆိုလို့အနေငယ်မတွေ့ရလို့တွေးတော်စဉ်းစားလို့မရှာနိုင်အောင်ရှိချပါတယ်။ငါတပည့်တို့ပင်ပန်းနေကြပြီမှတ်တယ်။ကဲအမောပြအောင်ဟော်ရီပြကလေးကိုကိုယိုးနဲ့တရိုးစီတို့ပြီးရေထဲထည့်ကတောက်လိုက်ကြ။အမောပြေပြီးတော့အင်အားတွေပြင်လာလိမ့်မယ်။အမိတ်ရှိကဆရာကြီးရဲ့လေဘင်းမှာအမြဲဆွတ်ထားတဲ့စိတ်ပတိကြီးကိုဖြုတ်ကပတိကောင်းမှကြီးမားတဲ့ပတိလုံးကြီးတစ်လုံးကိုဝက်ဥလှဲ့တယ်လို့ဘယ်ဘက်ကိုပြန်လှည့်လိုက်တော့ဈေးဖြူသည်တစ်လုံးများရှိတဲ့ပတိလုံးကြီးမှာအလေမဝက်ဥလိန်နဲ့တကွာထက်ချမ်းပွင့်လာပြီးအထဲမှာဖြူခွေးနူးညံ့တဲ့ပြာကလေးတွေကိုပြတယ်။ကျွန်တော်တို့လည်းဝမ်းမြောက်ဝမ်းသာပါလာတဲ့ရေဘူးမှရေတွေငှဲ့ကကျေးဇူးရှင်ဆရာကြီးပေးတဲ့ပြာကလေးတွေကိုကိုယိုးနဲ့တတိုးစီခမ်းမြတို့ယူပြီးရေတွေကိုထည့်ပြီးတော့တောက်ကြတယ်။ကျွန်တော်လည်းမထူးပဲဦးဆရာကြီးမပေးတန်ရလို့သဘောထားတဲ့အတိုင်းရေတောက်တိုင်းတတိထားပြီးနေလျာလွန်စွာထူးခြားအင်အားကုန်ခံမောပန်းခြင်းနဲ့ထင်းထင်းရှားရှားကြီးပြေးပြောက်သွားတယ်။ရုတ်တရက်အင်အားတွေတိုးလာပြီးဒီခရီးမျိုးစေကပြန်သွားရစေလို့ရှည်ပြီးတော့စကားကိုအရေးမထားတော့ပါဘူး။ထူးလဲထူးခြားတယ်။တပည့်ကလေးနှစ်ယောက်မှလည်းကျွန်တော်လိုပဲအမောပန်းပြောက်တာကိုတယောက်နဲ့တယောက်ဝမ်းမြောက်အံ့ဩစွာပြောဆိုနေတယ်။ကဲငါတပည့်တွေအမောပြေရင်ဆက်လက်သွားကြအောင်ဆိုရှေ့ကတောင်ဝေးကြီးတစ်ချောင်းနဲ့ထောက်ကဆက်လက်ထွက်ခွာသွားတော့ကျွန်တော်နဲ့တပည့်ကလေးတွေကစကားတပြောပြောနဲ့ပင်တွက်လက်စွာလိုက်ပါလာကြတယ်။တောကြီးကနတ်တက်နတ်လာတယ်။ညွန့်ညွန့်မိုင်းမိုင်းနတ်ဆိုင်မျက်မှောက်ကဘားချောင်းနဲ့မက်ဆောက်တဲ့တောင်ထိပ်ကြီးတွေလည်းမြူရီအုပ်ဆိုင်ရှီမိုင်းဝေမောင်လျက်မြောက်တောင်ဖီလာစီကတွေ့တန်းဆိုင်ရည်တခွန်တွေကလည်းတွင်ဒီကြဆင်ပြီးညံကြီးဝနာလွန်တာရတဲ့မဟာမြိုင်အလားကြီးမားတဲ့တောတောင်ကြားမှာရောက်ရှိကြတယ်။ကျွန်တော်တို့လည်းတာယာကျင်းနှွေးဝယ်ကားနဲ့တောကြီးမြိုင်ကြီးခနိုင်ကြီးအတွင်းစီးစင်းနေတဲ့စိတ်ဆန်းရေတခွန်တို့အပြင်တောပန်းတောင်ပန်းတို့ရဲ့ရနက်တို့ကလည်းလွှမ်းလာလို့ဝမ်းတန်ကြီးတို့ပျော်မျိုးနှစ်သိမ့်မိကြတယ်။အမြင်မသိတဲ့နီနီဝဝပြပြရွှေရွှေအထွေထွေပန်းမှန်များနဲ့စားကျင်စပွဲအသွဲသွဲအသေးနံတွေကပင်ရန်ထက်မှမှဲ့ပြီးတချို့ရက်လျက်တခန့်လေထဲနှွေရမ်းပြီးတော့လက်လန်းမီကိုအဖုံဖုံအဝဝတွေ့မြင်ရတော့ကျွန်တော်တို့မှမကူးမစော့ပဲမနေနိုင်ပါဘူး။ဒါကြောင့်ကျွန်တော်လည်းအနီးနားမှာတွေ့ရတဲ့အနီးမသိလှပတဲ့ပန်းခက်ကလေးတစ်ခတ်ကိုရုတ်တရက်ခိုးယူနမ်းရှုံလိုက်တော့မကင်ခင်ကမွေးကြိုင်တဲ့ရနက်လှပတဲ့အစင်းနဲ့ပြည့်စုံတဲ့ပန်းခက်ကလေးဟာရုတ်တရက်ချက်ချင်းလက်ပေါ်မှာအံ့ဩစပွဲထိကယုံပင်ရဲ့အလားနွမ်းခွေသွားပြီးတခါတည်းညှိုးနွမ်းခြောက်သွေသွားတယ်။ကျွန်တော်လည်းအံ့အားသင့်ခြင်းကြီးကပါလာတဲ့တပည့်ကလေးနှစ်ယောက်ကိုစမ်းကြဲတဲ့အကြောင်းတွေကိုပြောဆိုပြီး၎င်းတို့ကလည်းကျွန်တော်လိုပန်းတစ်ခတ်စီခူးကြည့်ပြန်ရပထမချိန်လိုမျက်ဝန်းထင်လျင်မြန်စွာညှိုးနွမ်းခြောက်သွေသွားတာတွေ့ရတယ်။ထိုခိုင်းမှာပင်ပင်စီလုံးပက်လက်တဝိုက်စာခိုင်းများရှိမည်ဖြစ်တဲ့ရခင်ပန်းမွေးတို့ပွင့်ရာပင်မကြီးစီမှာတဟီဟီဆိုတဲ့အတန်ကြီးကြပြီးနောက်အရှိမနှောင်းမှာပင်ပင်လုံးကြီးဟာလှုပ်ရှားတွန့်လိန်သွားတယ်။အဖူကြီးတစ်ခုဖြစ်ပေါ်လာပြီးတော့အဲ့ဒီအဖူကြီးဟာတဖြည်းဖြည်းဆူကရှေ့ထွက်လာပြီးစင်လက်မောင်းကြီးလို့ကျွန်တော်တို့ရှေ့ရအောင်မမမီအောင်လှမ်းပြီးဖမ်းယူရန်ကြိုးစားကဝိကရန်ကအနီးကိုရှောက်လာတယ်။ကျွန်တော်တို့လည်းရုတ်တရက်ထူးဆန်းလွန်းလို့ခိတာချက်သေးသေးကတွေ့ဝင်နေကြစဉ်လှမောင်မငဲတန်ပေါင်អော်လိုက်လို့ကျွန်တော်လည်း၎င်းထံကိုကြည့်မိရလှမောင်မစင်လက်မောင်းလို့တကိုင်းပြော်ကြီးရဲ့ရစ်ပတ်ဖမ်းယူခြင်းခံနေရတာတွေ့လိုက်ရလို့ကျွန်တော်ဘာလို့ရမှမသိဘူးခဏကြောင်နေပြီးမှတကိုင်းကြီးကိုတအားဝင်ပြီးဆွဲဖယ်လျက်ရှိပါတယ်ဒါပေမဲ့အားချင်းမမျှလို့ဖြေမရတဲ့ဖြင့်ကျွန်တော်တော့တကိုင်းကြီးဆွဲငင်ရအောင်
လာမောင်နဲ့အတူတဖြည်းဖြည်းအပေါ်မြောက်ပါသွားတယ်။ထိုခိုက်မှာဆရာကြီးလည်းလာမောင်အော်တန်ကိုကြားလို့နောက်ကိုလှည့်ချလိုက်ရာကျွန်တော်တို့ရဲ့အချင်းရာကိုရုတ်တရက်တွေ့သွားတယ်။ဟေးမင်းတို့လက်ထက်ကပန်းပွင့်နေမြ мян လွတ်ချလိုက်ကျွန်တော်တို့လည်းလက်ထဲမှာရောင်းကင်ထားမိတဲ့ပန်းတွေကိုမြေပေါ်လွတ်ချလိုက်မှတကိုင်းကြီးလည်းမြေပေါ်တဖြည်းဖြည်းနှိမ့်လာပြီးတင်းကျပ်စွာရက်ပတ်ထားရမှတဖြည်းဖြည်းရောပြေစားပြုတ်လာတော့ကျွန်တော်လည်းကြပြားလှမောင်ဆွဲယူလိုက်ပါတယ်။အဲဒီနောက်တကိုင်းကြီးလည်းအောက်မှာကျနေတဲ့ပန်းတွေကိုရက်လိန်တိမ့်ယူသွားကအရှိန်ပြင်းစွာနဲ့မြေကို3-4ခါခွာဆောင်စောင့်ချလိုက်ပြီးမူလပင်စီရှိအောင်တူတူဝင်သွားလိမ့်မှကျွန်တော်တို့လည်းအသက်ရှူပေါက်ရကြတယ်။အေးမင်းတို့တွေ့တိုင်းမြင်တိုင်းမစိုးမဆန်မလုပ်ကြနဲ့နော်။ခုနကတက်ကိုင်းကြီးဟာမင်းတို့ခွာဆောင်စောင့်တက်မလို့ကွယ်။အေးတတိနဲ့လာကြနော်။အမိန့်ရှိရာရှေ့ကိုဆက်လက်ထွက်ခွာသွားပြန်တာကြောင့်ကျွန်တော်တို့လည်းဆုံးသက်ပင်ကြီးကိုကြောက်ရွံ့စွာတစ်ချက်လက်ကြည့်ပြီးခရီးဆက်လက်ထွက်ခွာခဲ့ကြတယ်။စမ်းကြယ်ပြီးကြောက်မက်ဖွယ်ကောင်းနေတော့ကြီးပဲ။ရှေ့ကိုအတန်ငယ်ခရီးရောက်ကြပြန်တယ်။တောတောင်ကြီးကမဆုံးနိုင်သေးဘူး။ယခုရောက်လာတဲ့နေရာတွေကအတော်အတန်ပြန့်ပြူလျက်ကိုင်းမြက်ပင်ကြောက်ပန်းပင်များနဲ့အေးမြစိမ့်ဆူလှလို့ရေညှိရေမော်လိပ်ပြာတောင်ဓာတ်ရင်ကောက်စတဲ့အပင်များဖြင့်ပြီးနေပါတယ်။အတန်မြသွားခဲ့တဲ့အခါရှေ့တစ်ခေါက်လောက်မှညီညာပြန်ပြူတဲ့ကွင်းပြင်မြေခွက်တစ်ခုတွေ့မြင်ရတယ်။မြေခွက်မှာလူတွေပြုတ်ပြန်ထားသလိုအမိုက်တပင်းမှမတွေ့ရပဲ။ပြောင်စင်တန့်ရှင်းနေတယ်။မြက်တစ်ပင်တွေလည်းတပင်းတစ်ခတ်မှမပေါက်လို့အဲ့ဒီမြေခွက်မှာများစွာတာယာလှပပါတယ်။ကျွန်တော်တို့လာခဲ့တဲ့လှဲလန်းဦးကလေးမှာလည်းအဲ့ဒီမြေခွက်အနီးကိုဥတိုက်ရောက်ပြီးမှတပံမြေခွက်လက်ရဲ့နဘေးမှာပန်းလျက်ဟိုဘက်ကွေ့သွားရမှတွေ့ရတယ်။ဆရာကြီးလည်းမြေယာခွက်ကိုတစ်ချက်ကြည့်ပြီးနောက်တစ်ဖက်ရှိလမ်းအုပ်ကလေးအတိုင်းပဲအိန္ဒြေရရဆက်လက်ကြွသွားနေကျွန်တော်တို့လည်းနောက်ပါမှလိုက်သွားရတယ်။ဒီလိုနဲ့နှုတ်အငိမ်မနေနိုင်တဲ့လှမောင်ကတလင်းပြောင်နေမြေခွက်နဲ့တကိုင်းတက်ခတ်တို့ဖဲရှားတိုးရှိုးသွားရတဲ့လမ်းအုပ်ကလေးကိုအပြန်နှိုင်းရှင်ကြည့်ကဒီမဲဆရာလေးရဲ့တလင်းပြောင်နေမြေခွက်ကဖြတ်သွားရင်ဟိုဘက်ကိုလည်းရှောင်းလဲအောင်မယ်အခုတော့လမ်းရှည်ကလိုက်နေရတာကျွန်တော်တို့ပူညောင်းတာပဲဆရာရဲ့ဘယ်နေတော့ဒီဘက်ကဖဲ့သွားကြဆိုလားဟေးအရင်မလုံနဲ့ခုနကလိုဒုက္ခတွေ့နေအောင်မယ်ကျေးဇူးရှင်ဆရာကြီးဟာအဆအဆငါတို့ထက်ပိုပြီးလိမ့်ပါတယ်အကြောင်းရှိလို့မသွားတာပဲဟဲ့ကျေးဇူးရှင်ဆရာကြီးဟာအဆအဆငါတို့ထက်ပိုပြီးလိမ့်ပါတယ်အကြောင်းရှိလို့မသွားတာပဲဟဲ့ပြီးတော့မြေကလည်းလူပြုတ်ပြင်ထားတယ်လို့ညင်ညာတာအမိုက်တရိုင်းဆိုလို့တပင်းမှမရှိဘူးတကယ်ဆိုရင်တောထဲတောင်ထဲမှာတရွက်6တွေတက်ကိုင်း6တွေအလိုလျောက်ကျနေတာတွေရှိမှာပေါ့အဲ့ဒီမြင်းကြီးကွက်ကိုတစိမ့်တဒေသနေအောင်တေချာစွာကြည့်ရှုစုံစမ်းမိတယ်ထူးခြားလာပါတယ်ကျွန်တော်အနည်းရှိကျုံးပင်ကြီးမှာရင်းရော်တဲ့ကျုံးရွက်ကြီးတစ်ခုကဒီတစ်ချက်အပင့်လိုက်မှတွေ့ပြီးတော့အဲ့ဒီမြေပြင်ပုံကျလာလေရမူလကတိတ်သေးမှာကြောတဲ့မြေကဖက်ရွက်ကြီးကျလာတဲ့ခဏမှာစုံမှုံလှုပ်ရွဖြစ်လာပြီးနောက်ဖက်ရွက်6ကိုတဖြည်းဖြည်းဟမ်းမျိုးဆွဲယူနေတော့တွေ့ရတော့ကျွန်တော်များစွာတုံလုံးခြောက်ချမိတယ်ဟေးလှမောင်နဲ့ဟိုသူငယ်ကြည့်စမ်းအသွားမတော်တလန်းဆိုတဲ့စကားလို့သွားမိရင်လားခွဲဘယ်အခြေထိအောင်ဖြစ်နိုင်လဲဆိုတာစဉ်းစားမိရလားအင်မတန်ပေါ့ပါတဲ့တရက်ကလေးများတော့ဒီလိုဖြစ်ရသေးတာမင်းတို့ငါတို့လိုလူကောင်ကြီးများတော့လားဘာပြောစရာရှိတော့မလဲကျေးဇူးရှင်ဆရာကြီးဉာဏ်ပညာကြီးပါပြီရဲ့ဆရာကြီးရှိရာကိုကြီးညိုစွာဥခိုက်လိုက်မိတယ်အချောင်းကိုသိရပြီဖြစ်တာကြောင့်အဲ့ဒီမြေကမြေဆုံးဆိုပြီးသိရတော့လမ်းလာရင်လည်းမြေကြီးပြောင်သာတက်လဲနဲ့ကြီးကလာခဲ့ကြရတချို့နေရာမှာတောငှက်တောချက်ကလေးတွေကိုဟပ်မြူထားလို့တတဝါကလေးတွေကတကြွတရိအော်မြေကဒုက္ခဝေဒနာခံစားနေရရှာပဲကံတရားအတိုင်းဝိညာဉ်ချုပ်ပြီးနစ်မြုပ်သွားရှာကြတာတွေ့ရပါတယ်ဒီမြေဆုံးကဆိုးဝါးလာတယ်လူသူအယောက်ပေါင်နေတဲ့တောကြီးမြတ်မဲမှာတိတ်ဆိတ်လျှို့ဝှက်စွာမကောင်းမှုကြီးပြုတ်နေခဲ့တာကနှစ်ပေါင်းဘလောက်ကြာပြီတနေ့တတဝါပေါင်းဘလောက်ပျက်စီးသွားပြီလဲကြောက်မက်ဖွယ်ကောင်းတဲ့မြေဆုံးကြီးပါလားလှမောင်နဲ့သူငယ်ကလေးမှလည်းကြသိမ်းမွင်းချင်းထပြီးအသက်ရှူမှလောက်အောင်ကြောက်အားပုံနေကြပြီကျွန်တော်တို့လည်းအဲ့ဒါလိုဆက်ဆုပ်ရွံ့ရှာကြောက်စရာကောင်းတဲ့အနိဋ္ဌာယုံများကိုမကြုံလို့ပါဘူးမတွေ့လို့မမြင်လို့မကြားလို့လားလို့သူငယ်နှစ်ယောက်ကိုလက်တို့ကဆရာကြီးအနည်းကိုခတ်တုတ်လိုက်လာကြပါတယ်အတန်ကြာသွားကြမိတော့တောမှာတဖြည်းဖြည်းပါလာတယ်မကြာမီတောင်လက်မောင်းတစ်ခုကိုဖြတ်ကျော်ဆင်းခဲ့ရပြီတခြားတောင်ကြီးတစ်ခုကိုမရောက်မီ
တောင်တစ်ခုကြားရှိမြေပြင်မှာအလိုအလျောက်ဖြစ်တဲ့ရေကန်ကြီးတစ်ခုကိုတွေ့ရပြန်တယ်။အဲဒီရေကန်ကြီးဟာအတန်ကျယ်ဝန်းကရေမှာလဲလွန်စွာကြည်လင်လျက်ခတ်သိမ်းတဲ့တောရိပ်တောင်ရိပ်တွေကကျင်းမုံမှာပေါ်သလိုရေပေါ်မှာထင်ရှားစွာပေါ်နေပါတယ်။ရေတွေကလည်းကြည်လင်ယုံမျှမကရေကန်တို့မှာပေါက်လေးပေါက်ထားရှိတဲ့ဘီရာပင်ဒိုက်ပင်မှုနှစ်တူကနဖော့ကြာညွတ်တပားမှမရှိပါဘူး။ပကတိကြောက်ရေကန်ကြီးများလို့ထင်ရှားသားနာလှပါတယ်။ကြည်လင်ငြိမ်သက်တဲ့အဲ့ဒီရေကန်ကြီးကကျွန်ုပ်တို့ခီးသွားတွေအမောပြေချိုးတောက်ကြစေခြင်းကလောကောပြူငါခီးကျေပွန်စွာခီးဥကြိုပြုတ်နေတယ်လို့မှတ်ထင်ရပါတယ်။နေရှိန်ကလည်းအတန်ငယ်ပြင်းလို့ပူလောင်အိုက်ဆက်ခြင်းတွေပြေးပြောက်စေဖို့ရေကန်ကိုဆင်းချိုးဖို့စိတ်တွေပေါ်လာကြတယ်။တာမောင်နဲ့မောင်မြင်တို့ကငယ်ရွယ်သူတွေဖြစ်ကြလို့စိတ်မြန်ကိုမြန်ရှိကြလို့နှစ်ယောက်စလုံးပင်အင်ကြီးတွေကိုချွတ်ကကိုလှမောင်ခမရေကူးတက်တယ်လား။အောင်မကွာပခော့ကိုမြက်ကမ်းမှာဘာချမ်းတို့နဲ့ဒိုင်ပင်ထိုးနေလှမောင်ဆိုတာငါပေါ့ကွာမင်းရောကူးတက်လား။ဟုတ်ကဲ့ကျွန်တော်ဒိုင်ပင်ဆိုတာတော့မတက်ဘူးရေတော့နည်းနည်းကူးတက်ပါတယ်။ပြောနေစဉ်ကျွန်တော်လည်းရေထဲကိုခုန်ချအံ့နဲ့တငယ်နှစ်ယောက်ကိုကြပြကြရဆွဲဖမ်းထားလိုက်ရတယ်။ဟေ့မင်းတို့ဒီလိုရမ်းမလုံးကြနဲ့ကွာဆရာကြီးအခွင့်ရမှာရေထိုးကြဘာလို့လို့အရမ်းမလုပ်ပါနဲ့ကွာပြောဆိုပြီးကျေးဇူးရှင်ဆရာကြီးကိုဒီကံမှာရေချိုးလို့ရမလားလို့ခွင့်တောင်းတဲ့အခါမင်းတို့အဝတ်တစ်ခုလုံးရေလေကိုပြစ်လိုက်ဘာမှအကြောင်းမထွင်တော့ချိုးလေတော့အကြောင်းထူးတွေဖြစ်လာခဲ့ရင်ရေကိုထိအောင်မထိနဲ့လို့အမိန့်ရှိတာကြောင့်ကျွန်တော်လည်းလက်ကင်ပွားတစ်ထည်ကိုအလေကမြေဆိုင်ခဲကလေးတစ်ခုထည့်ပြီးလုံးပြီးတော့ရေကန်ရဲ့အလေလောက်စီကိုပြတ်ပေါက်လိုက်ရပလုံဆိုသောအတန်ကိုမြည်ပြီးရေပန်းရေမြုပ်ကလေးတွေထကနစ်မြုပ်သွားတယ်ကျွန်တော်လည်းအကြောင်းထူးမှမထူးမှစောင့်ကြည့်နေစမှာပဲတိတ်တိတ်ရွရွအတန်တွေကြားရပြီးနောက်ရခင်ကငြိမ်သက်လျက်ရှိတဲ့ရေတွေကတစုံတရာသောအရက်ကိုစီးဆင်းမဲ့အလားလှုပ်ရှားလာပြီးကန်အတွင်းမှာပဲတဖြည်းဖြည်းခယူးပတ်လို့လဲလာတယ်ဒီလိုတဖြည်းဖြည်းလဲရမှအနှင်းငယ်မြန်လာတယ်တစ်ဖက်မြန်ရမှတိုးပြီးတော့ပိုမြန်ကနောက်ဆုံးခယူးပတ်ကြီးမှာအမြန်ကြီးမြန်အောင်လဲပြီးကန်ကြီးတစ်ခုလုံးဝဲကြော်ကြီးထိုးနေတယ်ရေလေတက်တဲ့နေရာမှာကန်အောက်ချေမြေအထိနှိမ့်သွားအောင်ကြော့ထိုးကရေကြီးတစ်ခုလုံးအံ့ဩမဆုံးအောင်ရုတ်တရက်ဝဲလှည့်နေတယ်ထို့တော်တွင်ကျွန်တော်တို့လည်းကန်ထဲကိုဆက်ခါနေဆိုင်ခဲတွေပြက်ပေါက်ကြရခဲတွေကအရင်ပထမအခါလိုရေထဲကိုစွတ်ခနဲဝင်မသွားပဲထုံပြင်းပစ်ချွဲတဲ့အရာပေါ်ပစ်ချလိုက်တယ်လို့တထုပ်ထုပ်မြည်ပြီးရေပေါ်မှာတင်နေပြီးအတန်ကြာမှတဖြည်းဖြည်းကြုံဝင်နစ်မြုပ်သွားတာတွေ့တော့ကျွန်တော်လည်းများစွာအံ့ဩသွားမိတယ်ထူးခြားတဲ့ရေကိုတိတိကျကျအဆအဆုံးစုံစမ်းမှုအတွက်ပါလာတဲ့လက်ကင်ဒုတ်ကောက်ပြားနဲ့ရေစက်နားကရေအနှဲငယ်ကိုထိုးပြီးဆက်ရဓမ္မတာသဘောမှာရွေလျှောလျက်ကျွန်တော်ရဲ့အသက်နဲ့တမျှမကြုံရမကြားရဘူးတဲ့ထူးဆန်းချက်တွေကိုတွေ့ရတယ်ကြည်လင်တဲ့ရေစင်စစ်အရေးကလပ်မှာကန်တစ်ခုလုံးပြစ်ပြစ်ချွဲချွဲနှက်လို့အဖက်ကလပ်ကိုပြောင်းလေးကချွဲကြည့်တဲ့အဆိုင်အခဲကြီးတွေအဖြစ်ဒလဟောပြင်းထန်တဲ့အရှိန်နဲ့ဝဲကြော်ကြီးထိုးနေအဖြစ်ကိုသိရတော့တာလွန်ထူးခဲအံ့ပွေကြီးတစ်ခုလိုကြိတ်ရှုမိကြတယ်။ဒိုင်မင်ဆရာလှမောင်လည်းပြူးကြောင်တဲ့မျက်လုံးတွေနဲ့ကြောက်အားပုံနေပြီ။တော်ပြီဆရာတော်ပြီဒီတော့ဟာတေကြောက်စရာကောင်းပါလား။အဝိညာဏအသက်မဲ့ဖြစ်တဲ့ဟာတွေကဒီလောက်ဆွမ်းပြီးရမ်းနေရင်ဂျေဇုရှင်ကြီးကြွသွားမယ်ရေဆုံးဆိုတဲ့ရွာကလည်းလူတွေပြောစရာမရှိလောက်စွမ်းကြတော့မှာပဲ။အခုတွေ့ရတဲ့ရှေးကဟာလည်းရေဆုံးဆိုတာထင်ပါရဲ့။အမလီကန်ကောင်းလို့မှတ်ပါတယ်ဆရာလေးရဲ့ဆရာလေးတတိမပြီးရင်ကျွန်တော်တို့ဒိုင်မန်သမားတွေအခုလောက်ဆိုအယူတခြားအရေးတခြားဖြစ်နေတော့မယ်ထိတ်လန့်ကြောက်ရွံ့စွာပြောပြီးတော့ရခင်ချွတ်ထားတဲ့အင်ဂျီကလေးတွေကိုကြပြကြရရှို့ဝစ်ပြီးဆရာကြီးနောက်ပေါကြပြကြရသွားကြတယ်ဆရာကြီးကတစ်ပင်ရိပ်ကြီးတစ်ခုအောက်မှာရသေးဦးကြီးတစ်ပါးနဲ့စကားပြောနေအောင်တွေ့ရတော့ကျွန်တော်တို့လည်းနောက်ပါမှာပြောစကားတွေနားထောင်နေကြတော့အဆိုပါရသေးစီမှာအခိယလိုက်စားပြီးတောကြီးတောင်ကြီးတွေကိုလှည့်လဲကစင်းမြဝါမြရှာဖွေနေတဲ့ရတိကြီးဖြစ်ကြောင်းနဲ့ကျွန်တော်တို့ဆရာကြီးသွားမယ်ရေဆုံးဆိုတဲ့ရွာလဲရမန်နေ့ညကပဲမိဆုံးကစားသွားလို့တရွာလုံးပြက်စီးသွားကြောင်းဒီလိုပြက်စီးသွားတာလေရေဆုံးရွာရှည်ဆုံးတွေကမိဆုံးကိုနိုင်ရင်မိမိတို့မှာ96ပါသောယောဂါတွေကင်းကွာပြီးတော့အသက်ရာကျော်ရှိနိုင်တယ်ဆိုတဲ့အောင်လန်းပညာတရက်ကအဆိုရှိထားလို့ရေဆုံးရွာသူရွာသားဆုံးကဝေတွေကမီးဆုံးရှိရာအနောက်ဘက်တောင်ကျသွားပြီးဂါရာများနဲ့မီးဆုံးခေါ်ကြရာ
မိဆုံးမှာမိတောက်မိလျံတဟုံးဟုံးနဲ့၎င်းတို့ရှိအောင်ရှောက်လာပြီးတော့စောကဝေတို့လက်နဲ့တူတဲ့မိတောက်မိရှန်တို့နဲ့ဖန်စီစားမျိုးချင်းကိုမခံနိုင်လို့ရွာသူရွာသားအလုံးကမိဆုံးလက်မှာအသက်ဆုံးရှုံးသွားတာ哦မိမိရဲ့တောရကျောင်းကလေးမှာကောင်းစွာမြင်ရကြောင်းပြောပြနေအောင်ကြားတော့ကျွန်တော်တို့လည်းကြောတချမ်းချမ်းနဲ့နားထောင်နေကြတယ်။အဲဒီနောက်ကျေးဇူးရှင်ဆရာကြီးလည်းရေဆုံးရွာသူရွာသားတွေအားလုံးတည်ကြည်ပျက်စီးတယ်လို့ဆိုပေမဲ့လည်းအဲ့ဒီရွာမှာမိမိကဲမှာဆောက်ရှောက်ထိုက်သူတို့ရှိသေးတယ်ထင်လို့အဲ့ဒီရွာကိုအရောက်သွားလို့တေးကြောင်ပြောတော့ရသေးကြီးလည်းရခင်ရေကန်ရဲ့တစ်ဖက်ရှိလဲခွက်တစ်ခုမှဖြတ်သွားပြီးတော့ခင်တန်းကလေးတစ်ခုတွေ့ရမယ်။အဲ့ဒီခင်တန်းကလေးကိုကြော်သွားရင်ရေဆုံးရွာသားတို့ရဲ့တုတ်တန်စရက်တစ်ခုတွေ့ရပြီးထိုစရက်မှာလှဲလန်းအတိုင်းလိုက်သွားရင်အဆိုပါရေဆုံးရွာကိုတွေ့ရမည်ဖြစ်ကြောင်းများခရီးလန်းညွှန်ကြားလိုက်ပြီးနောက်လူချင်းခွဲခွာသွားလို့ကျွန်တော်တို့လည်းရသေးကြီးပြောတဲ့ခရီးလန်းအတိုင်းဆက်လက်ထွက်ခွာခဲ့ကြရနေဝင်စည်းစာအချိန်လောက်မှာရေဆုံးရွာအနီးရှိတုတ်တန်စရက်ပြက်ကြီးကိုရောက်ကြတယ်။ဆရာကြီးလည်းရွာရဲ့အခြေအကဲကိုကြည့်ရင်ထိုနေ့ညဖို့တုတ်တန်စရက်မှာအိတ်ကြဖို့အမိန့်ရှိပြီးတော့ပါလာတဲ့ငပြောပြီးမှငပြောသီးသုံးလုံးချွေကစီးပြန်အနေငယ်စီတုတ်ပြီးကျွန်တော်တို့၃ယောက်ကိုပေးပြီးတော့ကဲတပည့်တို့ဓာကလေးတစ်လုံးစီစားပြီးတော့ရေတစ်ခွက်စီတောက်လိုက်ရင်ထမင်း၃လေးနဲ့တော့ဖူလောင်ပြီကျွန်တော်တို့လည်းငပြောသီးနဲ့ရေတွေကိုစားတောက်လိုက်ကြပါတယ်အရင်ကလွန်စွာဆာလာမွတ်သိလျက်ရှိတဲ့ကျွန်တော်တို့တစုမှာအဲ့ဒီငပြောသီးတစ်လုံးကိုစားရခြင်းနဲ့အာဟာရတိတ်တိမြောက်တယ်လို့ရုတ်တရက်အစာပြေပြီးတော့တင်းတိမ်ရောက်ရဲသွားကြတယ်ဒီလိုနဲ့နေအောင်ကြီးကလည်းတဖြည်းဖြည်းဖြောတော်တဲ့အစင်းကိုပြောင်းသွားတယ်ကျွန်တော်လေးဆရာကြီးအတွက်ခေါင်းရစ်ဘက်မှာကော့စောခင်းပေးပြီးအနေငယ်ခြေစုပ်လက်နဲ့ပြုတ်ပြီးတော့ဆရာကြီးတစ်ဖက်ကိုလှည့်ပြီးပတိစိတ်တဲ့အခါချင်းရင်ဘက်ရှိကျွန်တော်တို့နေရာမှာထလာခဲ့ရလှမောင်နဲ့မောင်မြင့်တို့မှာတင်းញိုင်းမြေပုံမှတ်တိုင်တွေနဲ့အုတ်ကူဟောင်အုတ်ကူပြတ်တွေကိုရေးတွက်နေအောင်တွေ့ရတယ်ဆရာလေးဂူကြီးတွေကလည်းကြောက်စရာကောင်းလိုက်တာဗျာမြေပုံကြီးတွေကြည့်ရတာလည်းတမျိုးစိတ်ကြောင်လာတာပဲကျွန်တော်တို့စီကတင်းញိုင်းတွေကတင်းញိုင်းချင်းတူပေမဲ့ဒီလိုကြောက်စရာမကောင်းပါဘူးအေးကွယ်သူတို့ရွာကစုံရွာဆိုတော့တည်တဲ့သူလူတွေလည်းစုံနေရှိမှာပေါ့စုံဆိုတာယတနာ၃ပေါင်စီးကတ်တာမှမဟုတ်ပဲဒီတော့သူတို့တည်တဲ့အခါမှာလည်းဘယ်မှာတရဏဂုံတင်ပါလဲတပိတ်တွချင်းရှိမလဲကွယ်ဒီတော့သူတို့လည်းနာနာဘဝကကျွတ်ချင်မှလည်းကျွတ်ကြအောင်မှာပေါ့ဟင်ဒါပြည့်ဆရာကြီးကဘာပြုတ်လို့ဒီမှာအိပ်ရတာလဲဗျာသူမကြောက်ပေတဲ့ကျွန်တော်တို့ကတစေချောက်မှကြောက်တယ်ဗျာဆရာလေးရဲ့ကဲနိုင်ကဲပါအောင်ငိုတန်များပအောင်ကြောက်ရွံ့စွာပြောကြတော့ကျွန်တော်ကလည်း၎င်းတို့ချီပေးပြီးတော့မကြောက်ဖို့အတန်တန်အားပေးကရတနာ၃ပါးဥထိတ်ထားပြီးတော့၅ပါးပြင်စသီလတော်မြတ်ကိုခံယူစောင့်တည်ကြစေကအမြတ်မြတ်တာများပေးဝေစေပြီးတဖြည်းဖြည်းညံ့နဲ့လာနဲ့ငိုင်မီးစားပြုလာကြတယ်။တညလုံးနှစ်ချိုက်စွာအိတ်လိုက်တာမနက်9 နာရီထိုးမှနိုးလာတယ်။ကျွန်တော်လည်းအိတ်ရတွေကကြပြခဲ့ရထကလှမောင်နဲ့မောင်မြင်ကိုနှိုးတယ်။ဟင်နေမြင့်လာပြီရော။ဟိတ်ကောင်ထလေကွာထနေမြင့်လာပြီ။အမထပါဆိုမှမထဘူးလားကွာ။ကဲဆွဲထူမှထင်မရဲ့ကိုင်းကွာ။ကိုင်းထတော်မူပါမင်းသားရဲ့။အိုးဘယ်နဲ့တောင့်ထားရတာပါလဲ။အဲ့လိုမောင်မြင့်ဘယ်နဲ့ဖြစ်တာတော့တကူလုံးတောက်လို့အသက်လည်းမရှိပါလား။ဖယားတီများတီနေရလား။ဆရာလေးဒီမှာမောင်မြင့်ကိုလာကြည့်စမ်းမအောင်။ဘာဖြစ်တာပါလဲ။စကားမေးလည်းမရအောင်အသက်လည်းမရှိတကူလုံးတောက်လို့ဗျ။ကျွန်တော်လည်းစိုးရင်ကြီးစွာနဲ့၎င်းတို့တန်ထသွားကမောင်မြင့်ကိုကင်တွယ်ဆန်းသက်ကြည့်တော့ခေါင်းကြီးငိုက်ဆိုင်နဲ့အသက်လည်းမရှိမျက်ဖြူလန်ကတောင့်ကြီးဖြစ်နေရကြောင်းတေးပြီးလို့များစွာတနာနေမိတယ်။တကူလုံးသွေးတွေကိုစမ်းတဲ့အခါမှာလည်းတချို့နေရာတွေမှာအေးပြီးတချို့နေရာမှာနှွေးတယ်။များစွာအစင်းစားရခတ်နေပြန်တယ်။တပံဘဝင်ကိုစမ်းကြည့်ရပထမတော့ငြိမ်နေပြီးမှတပံတစ်ချက်လောက်တိတ်ခနဲတူးကနောက်တပံငြိမ်သွားပြန်တယ်။ဒီလိုနဲ့သေးတာမသေးတာခွဲခြားမသိနိုင်တာကြောင့်ကျေးဇူးရှင်ဆရာတော်ကြီးထံပေါသွားပြီးတော့အကျိုးအကြောင်းအစီရင်ခံရဆရာကြီးကလည်းမောင်မြင့်ကိုစမ်းတတ်တယ်။ကိစ္စမရှိပါဘူးလေ။ဒီနေရာကဝီမာနိကပိတ်တာတွေနဲ့သူငယ်ရဲ့လက်ပြတွေ့တော့မှုပါ။ကဲစေးအထေးဆေးကျင်နဲ့ရိုက်ပြီးအမိန့်ပြန်ခေါ်လိုက်ပါတပည့်ရဲ့။ကောင်ကလေးကလက်ပြတိမ်ငယ်တကူကျွန်တော်လည်းဆရာကြီးအမိန့်အတိုင်းအနန္တ၅ပါးနဲ့နှက်ကြီးတွေကိုတိုင်တဲ့ကစေးကျင်နဲ့အမိန့်ပြန်ပြီးရိုက်ခေါ်လိုက်မှလူတီလူတောင်တင်းငိမ့်သက်နေတဲ့မောင်မြင့်လည်းတပြေးပြေးအသက်ရှူလာပြီးတော့ဘဝင်သွေးများလေးခုံရမှတတိရလာပြီးနောက်ကြောင်ရုံထိတ်လန့်တဲ့မျက်နှာနဲ့ပြက်တလေးထထိုင်ပြီးကျွန်တော်အတင်းဖတ်ထားကအမလေးဆရာရဲ့ကဲပါအောင်သူ
သူတို့ဟာကျွန်တော်အတင်းဆွဲခေါ်ထားကြတယ်ခင်ဗျပြင်ပြရစီဆိုလည်းမပြန်ရအောင်ဟောဟိုမှာအုတ်ကူကြီးတွေကခေါ်နေကြပြန်ပြီကျွန်တော်ကြောက်တယ်ခင်ဗျလောက်ကြပါအောင်အမလီကန်ကောင်းလို့ဆရာကျွန်တော်တို့ဟာစိုးအတက်မှခေါ်သွားလိုက်ကြတာဆရာတို့ကလည်းတိတ်အိတ်တာပဲကျွန်တော်အတန်ကုန်ညှစ်ပြီးအော်အောင်ထကြည့်ဖို့မရဘူးအော်မင်းကအော်သလားသူမကြားပါလားကွယ်ဒါနဲ့မင်းကိုဘသူကဆွဲခေါ်သွားလဲပြောပြစမ်းပါအောင်အမလီဆရာရဲ့မကြုံဘူးပါဘူးကြောက်စရာတိတ်ကောင်းတာပဲတခါလေးရေးစရာကောင်းတယ်သူတို့ပုံမှန်ကြီးတွေကတမျိုးပါလားမင်းဘာတွေနဲ့များတွေ့လာလို့လဲမင်းမဲကောင်လေးဆရာလေးရဲ့ကျွန်တော်တို့တကယ်တစီတိုင်းပြည်ရောက်သွားတာပဲဒါကြောင့်မို့အစဒီစရက်ပေါ်မနေချင်ပါဘူးလို့ပြောတာနဲ့အရေးမကြီးလို့ပေါ့ကွယ်ကိုင်းမင်းတွေ့ရတာတွေပြောစမ်းပါအောင်ကျွန်တော်ဆရာလေးတို့နဲ့အတူတူအိပ်ပျော်နေရကဘယ်နည်းနဲ့တယောက်တည်းထထိုင်နေမိမှမသိဘူးခမလိုင်အောင်ကလေးကလည်းဝူးတွားနဲ့ဇရက်ခပန်းမှာခြေတွဲလောင်းချထိုင်နေရင်တင်းញိုင်းမှာရှိသမျှကူဟောင်းကူပြက်တွေနဲ့မြေပုံတွေကိုကြည့်ရင်တစိမ့်စိမ့်ကြောချအောင်ကြောက်နေတာဟုတ်ဆရာလေးရဲ့ဆရာလေးတို့ကြည့်လိုက်တော့လေတခေါခေါနဲ့အိမ်မောကြနေအောင်တွေ့ရလို့အားငယ်နေတော့ကျွန်တော်နဲ့ရှေ့တက်တဲ့အနီးဆုံးမှာရှိတဲ့ကူပြက်ကြီးစီကညီးတန်တကူကြားလိုက်ရနဲ့လှည့်ကြည့်မိလိုက်တယ်အစတော့ဘာမှမတွေ့ရပါဘူးညီးတန်ကြီးသာခဏကြာတော့ကျွန်တော်လည်းဒီကူကြီးကမျက်နှာလွှဲနေလို့မရဘူးတခါလေးစိုက်ကြည့်နေမိရပဲအဲ့ဒီလိုနေတော့ကူရဲ့တစ်ဖက်ကအုတ်တွေကတဖုတ်ဖုတ်ကျလာပြီလူတယောက်ဝင်သားရုံအပေါက်ကြီးဖြစ်လာပါလေရောဆရာလေးရဲ့အဲ့ဒီအပေါက်ကြီးရဗျာမဲနဲ့အဝတ်နဲ့ကြီးလိုဟာမျိုးကိုခြုံထားတဲ့ခြေပြူလက်ပြူမျက်လုံးဟောက်တော့ပါယိုငေါသွားကြီးတွေကလည်းကျုပ်တို့ကျတဲ့ကမ္မထန်းအယိုးကြောက်ကောင်ကြီးကကုန်းနဲ့ကူပေါင်ကြီးရထွက်လာပြီးမက်ကြီးရက်လို့ကျွန်တော်လက်ရက်ခေါ်ပါရောဆရာလေးရဲ့ကျွန်တော်တိတ်ကြောက်တာပေါ့သွားရမှလည်းမရဲဘူးမသွားဘဲနေရမှလည်းမရဲနဲ့ဖြစ်နေတော့အကောင်ကြီးကလည်းခေါ်မရတဲ့အစုံဒေါဖောင်းလာနဲ့တူပါရဲ့ဆရာရဲ့အန်သွားကြီးကြိတ်ပြီးစောင့်ကြီးအောင်ကြီးနဲ့ကျွန်တော်စီလာပြီးသူ့လက်အေးဆက်ကြီးနဲ့ကျွန်တော်လက်ကိုဖမ်းကန်ပြီးတော့ဇရက်ပေါ်ကဆွဲချပါလေရောကျွန်တော်လည်းဖုတ်ခနဲ့မြေပေါ်ကျသွားပြီးအကောင်ကြီးဆွဲရကိုတရွတ်တိုက်ပါသွားတယ်ဒါနဲ့ခုနကပြောတဲ့အုတ်ကူပေါက်ကြီးနာရောက်တော့အယိုးကြောက်ကောင်ကြီးကကျွန်တော်တခါတည်းကူပေါက်ကြီးတွေဆွဲသွင်းလိုက်တာဆရာလေးရဲ့မောင်မမေတွေဘာမှမမြင်ရပဲနဲ့တအားကြသွားလိုက်တာရင်ထဲမှာဟာကနေအေးကနေဖြစ်သွားပဲပြီးတော့ကူကြီးဟာမြေတိုင်ကြီးလိုပဲအကျဲကြီးအထက်ရောက်တော့အောက်ဆင်းတဲ့လေကားတစ်တွေလိုစမ်းမိရနဲ့ကျွန်တော်လည်းအံ့ဩနေတော့ဗျုံးဆိုဟိုအယိုးကြောက်ကောင်ကြီးရောက်လာပြီးကျွန်တော်လက်ကိုဆွဲပြီးတော့အုတ်လေကားကြီးအတိုင်းဆင်းသွားတာဟုတ်ဗျတခါဖြစ်ငါ့ဦးတွေအသေးတွေများစားကြတော့မလားဖယားနဲ့စိတ်ထဲကတနေအောင်ဒီကောင်ကသိတယ်ဆရာလေးရဲ့ကျွန်တော်စိတ်ထဲကဖယားလို့တခါတမိရဲ့သူကလက်ကြီးနဲ့ကျွန်တော်ဆက်ကိုတခါပုတ်လိုက်ဒီလိုမရွတ်နဲ့ဆိုတဲ့အမူအရာမျိုးနဲ့လက်ကပြလိုက်နေပေါ့လေဒီလိုနဲ့ပဲခေါ်လာလိုက်တာဟာမကြခင်အခန်းကျယ်ကြီးတစ်ခုတည်းရောက်သွားပါရောအခန်းကြီးမှာတော့မှောင်မဲမနေဘူးဆရာတနေရာကမီးပုံကြီးဟာသူတို့နေရာကိုအလင်းရောင်ပေးနေတယ်လို့ပဲအခန်းကြီးတစ်ခုလုံးလဲနွားကောင်းရိုးစိတ်ကောင်းရိုးခေါင်းပြက်တလားပြက်အပိုင်းအစာတွေရွှေလောင်စက်ကူပြည့်နေရပဲဒါနဲ့အယိုးကြောက်ကောင်လေးကျွန်တော်အခေါင်းကြီးတစ်လုံးပေါ်မှာထိုင်ခိုင်းပြီးတစ်ဖက်ကအမောင်ရိပ်ထဲလက်ရက်ခေါ်လိုက်ရင်ပဲတခါတည်းထွက်လာလိုက်ကြတာဆရာလေးရဲ့ဘူးလီနဲ့စာပူပူရွရွအယိုးကောင်အငယ်လေးတွေနဲ့နောက်ကအဝတ်မဲကြီးခြုံထားတဲ့အယိုးကြောက်ကောင်ကြီးတစ်ကောင်ကအယိုးကြောက်ကောင်ကလေးတစ်ကောင်ကကြက်ခွင်ချင်လို့တကောင်ကိုလက်ကဆွဲလို့တဘောမှာတော့သူ့အိမ်သူတက်တာဇနီးမယားနဲ့သားသမီးတွေထင်ပါရဲ့သူတို့ထွက်လာကြရင်ပဲကျွန်တော်ပြတာပေါ့သူတို့တို့ရလည်းကျွန်တော်အထူးဆန်းကောင်ဆိုတဲ့အနေနဲ့ဝိုင်းအောင်ကြည့်ကြတာပေါ့လေကလေးတွေကလည်းကဲလိုက်တာဆိုတာဘာပြောကောင်းမလဲခေါင်းကိုင်ဖင်ကိုင်မျက်လုံးဖြည့်ကြည့်လို့ကြည့်ပါးစပ်ဖြည့်ကြည့်လို့ကြည့်နှာခေါင်းပေါက်တဲ့သူတို့လက်ချောင်းယူကလေးတွေနဲ့ထိုးကြည့်လို့ကြည့်နားပေါက်တဲ့နှိုက်တဲ့သူကနှိုက်ရှုပ်ရှက်ခတ်နေရပဲကျွန်တော်လည်းပဲအကြောက်ပြေလာတယ်ဘာကြောင့်လဲဆိုတော့ဒီခန်းထဲရောက်မှပထမခေါ်လာတဲ့အကောင်ကြီးဟာသွားကြီးဖြဲပြီးတော့ကျွန်တော်ရှိလိုက်သူမယားနဲ့ကလေးတွေကိုကြည့်ရေးလိုက်ပါးစပ်ကလည်းဘာပြောမှမသိဘူးမင်းယုကသွားချင်းရိုက်တယ်လို့ကြက်နဲ့မိတဲ့အတန်တွေလည်းကြားရတယ်သူမယားကလည်းရှီလာမောလာနေဗျဒီတော့သူတို့ငေါ့နှိမ့်ဆက်ကိုခေါ်လာတာမဟုတ်ဘူးဆိုတာတွေးမိလို့နည်းနည်းစိတ်အေးရတယ်ဒါပေမဲ့သူ့ကလေးတွေကတဲဆော့တာဟုတ်ဗျကျွန်တော်တကူလုံးထူးဆန်းနေ
ထင်းတဲ့နေရာတွေကိုအကုန်လိုက်ပြီးကန်ကြည့်နေတော့အတော်နေရခတ်နေရပဲငါ့ကိုသူတို့သားသမီးတွေအပြင်းပြေကစားရအောင်အထူးဆန်းအယုတ်ကြီးအဖြစ်နေများခေါ်လာလျော့တလားလို့တွေးနေမိသေးတယ်နောက်ဒါနဲ့ကြီးမပြီးသေးဘူးဆရာလေးရဲ့တော်တော်နေရာရှာတဲ့အယိုးချောက်ကလေးတွေပဲကျွန်တော်ပါဇက်ကိုဖြစ်သွားတွေကိုတစ်ချောင်းစီနှုတ်ယူကြပြီးသွားမှရှိတဲ့တချီးတွေကိုပြောင်းစအောင်ဆုပ်ပြီးတစ်ခါပြန်တက်ကြတယ်သွားတွေစီတော့ကျွန်တော်လက်သေးချီသေးကြားရဂျီးတွေကိုဒုတ်ချောင်းကလေးတွေနဲ့ကော်စားကြပြန်ရောပြီးတော့အေးရမှထမင်းမွေတဲ့ရောင်းမကြီးတစ်ခုထည့်ယူလာပြီးကျွန်တော်နားရနဖာကြီးတွေကော်စားလိုက်ကြတာဆရာလေးရဲ့ကျွန်တော်လည်းအိမ်တော့ဘလို့ဖြစ်နေရဲဆိုတာလည်းမသိဘူးဒီလောက်ကြီးကျယ်တဲ့ရောင်းမကြီးနဲ့နရွက်ခေါင်းလေးကော်ရာဆက်နေပြအဲ့တုန်းကကျွန်တော်နရွက်ကြီးကဘလောက်များကြီးကျယ်နေတယ်လဲမပြောတတ်တော့ဘူးတမျိုးတော့လေနာနာဘဝတကူကြောင့်ရောင်းမကြီးကလည်းတီးတီးကလေးနဲ့အကြီးကြီးထင်နေရသလားဆိုတာမတွေးတတ်ပါဘူးကျွန်တော်လည်းနည်းနည်းပါးပါးရားကြည့်ကြည့်နေလို့များရုံးရင်လေတချို့ကောင်လေးတွေကကျွန်တော်မလှုပ်နိုင်အောင်ချုပ်ကင်ထားကြတယ်ကတော့ပါရဲ့ဗျာဒွာရိုက်ကမစင်တွေများနှိုက်စားကြအောင်မလားလို့တွေးပြီးအတော်စထွန့်ဖြစ်သွားမိတယ်ဒါနဲ့ဖျားမလို့ဆရာကြီးနှက်ချီလဲကုံရောတောနဲ့အတန်တွေကြားလို့အားလုံးကျွန်တော်နဲ့တကွာသူတို့ပါလှည့်ကြည့်လိုက်တော့တခါလေးဗျာသူတို့လိုအယိုး6ကောင်တွေအစိတ်30လောက်ဟာအေးရမဖြူဖြူရှည်ရှည်ကြီးတုံးတုံးကိုဝကကြီးပေါ်တင်ပြီးညွတ်အိနဲ့ထမ်းပြီးဝင်လာကြတာအိုးဒီတော့ဘာပြောကောင်းမလဲဆရာရဲ့အယိုးကောင်လေးများရောကလေးတွေရောဝမ်းသာအားရနဲ့ထပြီးစီးကြကြတယ်ကလေးတွေဆိုတာလဲဝမ်းသာအားရအမျိုးခုံပြီးနေကြတာပဲအကောင်ကြီးတွေကခုတ်တွန်းခွဲတွန်းရှိသေးတယ်သူတို့မှမအောင်နိုင်ဖြစ်ပြီးစွတ်တိုးနေကြတာပဲအဲ့ဒီဖြူဖြူတုံးကြီးကဘာကြီးများပါလဲလို့ကြည့်လိုက်တော့လာလာဆရာရဲ့ထမင်းလုံးကြီးတစ်လုံးကိုဗျဘယ်နဲ့ကြောင့်ဒီလောက်ကြီးနေရတယ်လဲဆိုတာအတော်ကြီးအံ့ဩမိတယ်နောက်မှငငယ်ကကျွန်တော်တို့အပွားကြီးများပြောပြဖို့တဲ့စကားသွားကိုအနှံ့ရမိရနဲ့ဩငါတို့လူပြည်ကထမင်းလုံးကလေးတစ်လုံးကိုတစီများပြည်မှာအကြီးကြီးဖြစ်နေလို့ထမင်းလုံးတစ်စီကိုရှာရင်တစီတစ်မျိုးလုံးဝေစားလို့မကုန်ဘူးတဲ့တစိနဲ့ဘာနဲ့ပေါက်ခွဲရတဲ့ဆိုတာတွေတွားပြီးတတိရတာ哦ဒါနဲ့မကြခင်မဲ့ထမင်းလုံးကြီးဟာအစိမ့်စိမ့်မောင်မှာကွဲသွားပါရောဗျကိုရွှေတစီတွေလည်းဝင်းငါစားလိုက်ကြတာစုညံသွားတာပဲဒီထဲကနကပြောတဲ့အယိုး6ကောင်ကလေးတွေကအကဲဆုံးငါလည်းအငတ်ဆုံးစားလည်းအစားနိုင်ဆုံးဘယ်နေရာဖြစ်ဖြစ်သူတို့ရှိရချီပဲလူစရာရှင်လေသူတို့ကြီးလူကြတာနောက်ဆုံးထမင်းလုံးကြီးတစ်ခုလုံးကုံသွားတာတော့သူများလက်မှာစားနေတဲ့ဟာစိုးအတင်းလွတ်သွားကြတယ်ဒီတော့မှသူတို့ရဲ့အဖေနဲ့အမေလည်းစိတ်ပေါက်လာလို့ထင်ပါရဲ့ခြုံထားတဲ့အဝတ်နက်ကိုတော်ရလွှတ်ပြလိုက်ပြီးကလေးတွေစောင့်ဆွဲခေါ်လာရိုက်ဖို့ရတခြားထုတ်ကိုမရှာရအောင်သူတို့ကမှရှိတဲ့နံရိုးတစ်ချောင်းချိုးယူပြီးတစ်ခွက်နဲ့ချလိုက်တာဆရာရဲ့အောက်ကအယိုးကောင်ကလေးတွေကော့သွားတာပဲခြုံထားတဲ့အဝတ်နက်ကြီးကိုတော်ရလွှတ်ပြလိုက်ပြီးကလေးတွေကိုစောင့်ဆွဲခေါ်လာရိုက်ဖို့အတွက်တခြားထုတ်ကိုမရှာရအောင်သူတို့ကမှရှိတဲ့နံရိုးတစ်ချောင်းကိုချိုးယူဖဲ့ပြီးတစ်ခွက်နဲ့ချလိုက်တာဆရာရဲ့အောက်ကအယိုးကောင်ကလေးတွေကိုကော့သွားတာပဲမိုးလိုက်ကြတာစူးလို့ကျွန်တော်လေးဒီကောင်ကလေးတွေနှလုံးနာနေရတဲ့သူတို့ဒီလိုအရိုက်ခံရတာဝမ်းသာပြီးစိတ်ထဲကကောင်းတယ်လို့ကြိတ်ပြီးပြောမိတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲကကြိတ်ပြောတာသူတို့သိကြတယ်ဆရာရဲ့ငိုနေရကကျွန်တော်ကိုပုတ်ပြကော့ပြအတော်ရုံမာတဲ့ဟာလေးတွေဒါနဲ့ဗျာခဏနေတော့ခက်ရှိဆွဲမိုးလိုက်တဲ့အတန်ကြီးတစ်ခုကြားရတယ်ဒီလိုကြားရရောကမ္မထန်အယိုးကောင်တွေလည်းတခါတည်းအဝတ်နဲ့ကြီးရဲ့ဆွဲချုံကြပြီးတစီတန်းကြီးအပေါ်တက်သွားကြကကူပေါကြီးတွေကဝီကနေလင်းတို့ကြီးတွေလိုပဲလာရအောင်မှဝေးပြန်လိုက်ကြတာဘာကိစ္စလဲတော့မသိဘူးဗျတခုခုတော့အရေးကြီးကိစ္စရှိလို့နဲ့တူပါရော့ပြီးတော့ကလေးတွေအမေအယိုးเจ้าမကြီးဟာနောက်ကျနေအောင်ဆရာရဲ့ဒါနဲ့ကျွန်တော်အခန်းတစ်ခုလည်းကြပြခဲ့ရဆွဲခေါ်သွားပြီးပကတ်ကလေးထဲမှာတိတ်ထားတဲ့အယိုးကောင်အငယ်ဆုံးကလေးကိုပြပြီးတော့သူ့သွားလိုက်အောင်မယ်ဒီကလေးကိုပကတ်လွှဲနေရပါဆိုတာလက်ဟန်ချီရန်နဲ့ပြောပြီးမချောကြီးကထွက်သွားပြန်มาရောဆရာရဲ့ဒါနဲ့ကျွန်တော်လည်းအမြင်ကက်ကက်နဲ့ပကတ်လွှဲနေရတယ်ပကတ်ကလည်းဗျာပကတ်အစ်စ်မဟုတ်ပါဘူးကလေးမသားရွှေလောင်စက်ကူနဲ့ပန်းပြောက်ကလေးတွေချဲထားတဲ့ခေါင်းကလေးပါအထက်ကအကောင်ကလေးကလည်းအိတ်လိုက်တာတိုးလို့ဒီလိုပကတ်လွှဲနေတော့ဟိုအမျိုးရုပ်ကလေးတွေကျွန်တော်စီကိုရောက်လာကြပြန်มาရောအမေကျွန်တော်အတင်းဘလက်ကရဆွဲကြရမ်းကြနေပေါ့လေကမြင်းချတာကျွန်တော်တော့ငါများရခင်တစ်ပတ်ကအဆက်လောက်ကြအောင်မလို့လား
ဒီတကားတော့ဒင်းတို့မိပါရမရှိခိုင်မဟုတ်တာများလို့ရင်မခံဘူးတွေ့ရနဲ့အနက်ပဲလို့ကျင်းဝနေတာ哦ဒါပေမဲ့ကျွန်တော်ထင်တယ်လို့မဟုတ်ပါဘူးဒင်းတို့၄-၅ယောက်ကကြခုံးကြလက်ခုပ်တီးသွားတီးဦးကောင်းခုံရိုးတွေကြပြကြရစီပြီးဒူးစစ်ရိုးကြီးတွေနဲ့ဆိုင်းနေဘုံတွေလှုပ်ပြီးခောက်သူဟာခောက်ကိုယ်နံရိုးတွေကိုဘင်ဂျိုလှုပ်တီးသူဟာတီးကားတဲ့သူဟာကကွေးကောက်နေရပဲဒါနဲ့မပေးသေးဘူးကျွန်တော်လည်းဆွဲပြီးတော့ကခိုင်းကြပြန်တယ်ကျွန်တော်လည်းအစတော့မကပါဘူးနောက်တော့ဒင်းတို့လည်းမရမကခိုင်းရှက်ရကြောက်ရမဲ့သူလည်းမပါစိတ်ကလည်းပျော်တော်တော်ရှိလာနဲ့သူတို့နဲ့တချီတပွဲနှွှဲလိုက်ရပါရောဆရာရဲ့ဒီလိုနဲ့ကားလိုက်ခုံလိုက်ကြတာစူညံနေရနဲ့ပကက်ထဲကကိုရောကလေးလည်းလက်နိုးပြီးတဲ့အေးနဲ့ငိုပါလေရောဒါနဲ့ကျွန်တော်လည်းအယိုးကောင်ကလေးပကက်ထဲကယူပြီးအဝတ်နဲ့ကြီးတစ်ခုနဲ့ပတ်ပြီးတော့ပွေ့ချီချော့နေရတယ်ချော့လေငိုလေပဲဒီထဲငိုရကတိတ်သွားပြီးကျွန်တော်စိမ့်စိမ့်ကြီးစိုက်ကြည့်နေပြန်တယ်တော်တော်ကြာတော့ချင်းချင်းကခေါင်းကြီးမှာပေါ့ပွားပြီးအသားတွေတက်လာရကအေးရမခေါင်းကြီးဖြစ်သွားတာ哦ကျွန်တော်လည်းကြောက်တာနဲ့អော်ပြီးခြိထားရကလွှတ်ချလိုက်တာကိုရောမြက်ကတောက်တဲ့ကက်ကက်နေတယ်ခွာချလို့မရအောင်ဇိုးအထမပခုံးကိုတအားဖက်ပြီးကြောက်စရာကောင်းတဲ့သူ့မျက်ခွက်ကြီးနဲ့ကျွန်တော်မျက်နှာကိုပြုံးဖြီးဖြီးကြီးကက်ကြည့်နေတဲ့အခါကျွန်တော်မှအကြောက်ကြီးကြောက်ပြီးအယိုးကြောင့်လက်ကြီးနဲ့တအားဖက်ထားတာ哦ဇိုးခွာချဒင်းကလည်းမရမကတအားဖက်လို့ဒီလိုနဲ့ထွေးလာလုံလာဖြစ်နေတော့တခြားအယိုးကြောင့်ကောင်လေးတွေကပြေးလာပြီးအရေးကြီးသွေးနီးရပါဆိုတာလို့ဟိုကောင်ကလေးဘက်ကဝင်ပြီးကူးကြတာပါဗျကျွန်တော်လည်းဖက်ဖက်ကိုမောလို့ဒီလိုနေတော့ရှိသေးအယိုးကြောင့်ကောင်ကြီးတွေလည်းပြန်ရောက်လာပြီးကျွန်တော်တို့လုံးထွေးဝယုံသုံးကားဖြစ်နေအောင်စိတ်ဆိုးတဲ့မျက်နှာကြီးကိုနဲ့ကြည့်ကြတယ်ဒီထဲသားတယ်မေးတစေမာကြီးကတာခဲ့တာ哦သူ့သားသမီးတွေနဲ့ကျွန်တော်ရန်ဖြစ်နေရမလားဆိုပြီးပါဇက်ကြီးဖြဲရှာကြီးထုတ်လက်ချောင်းကြီးတွေကွေးကုတ်ရင်ကျွန်တော်နားတဖြည်းဖြည်းတိုးလာပြီးတော့စီးကုတ်ထားပါလေရောကျွန်တော်လဲကြောင်အားလက်အားနဲ့ဘာမှမသိဘူးអော်တာဝူဝါနဲ့ဖြစ်ပြီးနှစ်တလူလူမျောတလူလူဖြစ်နေတော့ဖြုံးကနေလူဖြူဖြူကြီးတယောက်ကကျွန်တော်ဆွဲကော်လာခဲ့တာနဲ့သူတို့လက်ကလွတ်ပြီးပါလာလိုက်တာတောင်ထကြီးတစ်ခုကိုရောက်ပါလေရောအဲ့တော့လူဖြူကြီးကကျွန်တော်ကိုစကားမပြောပဲတစ်ဖက်မှာရှိတဲ့ချောင်းကြီးတွေကိုလက်ညှိုးထိုးပြရနဲ့လှည့်ကြည့်လိုက်ပါရောတခါလေးဆရာလေးရဲ့တသက်နဲ့တကူမမြင်ဘူးပါဘူးချောင်းကြီးထဲမှာတရရဲတောက်လောင်နေတဲ့မီးတောင်မီးလျံကြီးတွေထဲမှာမိမယောက်ျားလူ100ကျော်လောက်ကပူလုံးလို့လိန်တွန့်ပြီးတော့ပြေးလွှာအော်ဟစ်နေလိုက်ကြတာကျွန်တော်စိတ်တင်ဖြင့်ငရဲပြေများရောက်သွားသလားမပြောတတ်ပါဘူးပြီးတော့မီးတွေကလွတ်အောင်ထွက်ပြေးသွားနိုင်တဲ့သူတွေကိုချောင်းကြီးရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ကြောက်တုံးကြီးနှစ်ခုကထွက်ပြေးလာတဲ့လူညှက်ပြီးတက်ပြက်လိုက်တာလေးတွေ့ရတယ်ပြီးတော့အဲ့ဒီမီးတောင်တွေဟာတစ်ဖက်မှာရှိတဲ့ကျင်းမြောင်းနဲ့ချောင်းကြီးတွေဟာအရှိန်ပြင်းပြင်းနဲ့ရေတကွန်များကျတယ်လို့မီးတောက်တွေမီးခဲတွေကတေးနဲ့အမြဲကျနေအောင်မြင်ရတယ်ကျွန်တော်လည်းသူတို့တွေဒုက္ခခံစားနေရတာအမြင်ကလေးကအသေးတုံဦးတုံဖြစ်နေတာပဲဒီအထက်လူဖြူကြီးကကျွန်တော်ကိုဂုတ်ကနေကင်ပြီးတစ်ဖက်မှာရှိတဲ့ရေတကွန်နဲ့ချောင်းကြီးကိုပြပြန်တယ်တခါတစ်ဖက်ကရှိတဲ့ခုနကပြောတဲ့မီးတကွန်ကြီးပြပြီးကျွန်တော်ဟိုဘက်ပြစ်ချမလို့လို့ဒီဘက်ပြစ်ချမလို့လို့နဲ့နောက်ဆုံးရေတကွန်နဲ့ပြစ်ချလိုက်တော့ဖြုံးကနေကျလာတယ်။ဘာကောင်ကြီးတွေမှမသိပါဘူးဆရာရဲ့။နှကားကြီးလို့နရားကြီးလို့မိချောင်းပါဇက်လို့ပါဇက်ပြဲကြီးတွေနဲ့ကျွန်တော်စားမျိုးကိုလိုက်လာလိုက်ကြတာ။ကျွန်တော်လည်းကြောက်နဲ့လက်စွမ်းကုန်ရှေးကူပြီးပြေးခဲ့ရတာ။နောက်ဆုံးတီရောက်လာပြီးဆရာလေးတို့နဲ့ပြန်ဆုံရတာပဲ။မိဆုံးရှိတဲ့တောင်ကိုဆရာတို့လာစီတဲ့အရေးလက္ခဏာပြတာပဲ။ဒုက္ခတဲ့တဝါတွေကများတော့တွားရအောင်ပါပဲလေ။ကိုင်ငါတပည့်ကလေးလည်းတတိရလာပြီ။ဘာမှစိုးရင်စရာမရှိပါဘူး။မင်းကလိပ်ပြာငေးတက်သူမို့ဝေမာနိကပိတ်တာတွေနဲ့မင်းလိပ်ပြာတွေ့သွားတာပဲ။ဆရာတယောက်လုံးရှိပါသေးတယ်။ဘာမှမဖြစ်နိုင်ပါဘူးကွယ်။ဘယ်တော့မှစိတ်မငယ်ပါနဲ့။ကဲငါတပည့်ကိုလေးရေဆုံးရွာတဲ့ဝင်စရာကိစ္စကရှိသေးရဲ့ကွယ်။တင်းစေးရန်ရှိတဲ့၍တင်းကြပြီတော့။ကျွန်တော်တို့လည်းပစ္စည်းအထုပ်ပိုးကလေးတွေတင်းစေးကဆရာကြီးနောက်ပါမှာရေဆုံးရွာတွေကိုလိုက်သွားကြတယ်။ရွာထဲမှာကအင်ချီ90ကျော်60နီးပါးရှိပေမဲ့အိမ်တွေကလူသူစိတ်ကင်းပြီးပကတ်တွင်ကလေးငငယ်များတာလျင်မိခင်ဖခင်တို့နဲ့ကွဲကွာကနှုတ်စာလို့ငိုယိုနေတာကိုတွေ့လို့ကျွန်တော်တို့လည်းဆရာကြီးအမိတ်ရအမိနဲ့ကွဲကွာနေတဲ့ဒုက္ခတဲ့ကလေးတွေကိုစုယုံသိမ့်ယူကတ
ခုတော့အရေးကောင်းနေရမှာအစီအသိက်ကနွားစကြက်မှနွားမကြီးတွေတွားရောက်ဖမ်းယူနှုတ်ညက်ကအဲ့ဒီကလေးတွေအစာပြေတိုက်ကြွေးကြခြင်းဖြင့်နုနဲ့ငယ်ရွယ်တဲ့ကလေးသူငယ်တွေကအစာရည်စာပြက်လက်လို့တချို့အသက်ကလေးတလက်လက်နေသူများပင်အင်အားပြေကထူထူထထောင်ဖြစ်လာတယ်။ဆရာကြီးကလည်းဝမ်းမြောက်ဝမ်းသာပြုံးရွှင်စွာနဲ့ငါတပည့်များစူးစမ်းပြုစုကြပါ။ဘာမှမသိတတ်တဲ့အရွယ်ကလေးတွေသူတို့မိဘတွေမှာလည်းလောကငရဲနဲ့တူတဲ့ဒုက္ခဝေဒနာခံစားနေရရှာတယ်။ငါတို့ကဲဆဲထိုက်လို့ကုသိုလ်ရကြလို့တွေ့ရတဲ့သဘောထားပြီးတော့စူးစမ်းပြုစုကြပါကွယ်။ကလေးတွေနည်းနည်းအားပြေလာရင်သူတို့မိဘတွေကိုလည်းတွားကြရအောင်မယ်တပည့်တို့ရဲ့အမေရှိလို့ကျွန်တော်တို့လည်းကလေးငယ်များပြုစုရင်ရှေ့မှာတွေ့ရမယ်မိဆုံးအကြောင်းကိုလှမောင်နဲ့နှစ်ယောက်ခေါင်းကျန်းဆိုင်ကပြောဆိုမြင်းမြန်းနေမိကြပါတော့တယ်။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။